ကောင်မလေးဟာသူမလက်ထက်မဲ့ဒရိုင်ဘာရဲ့သားကိုအထင်လွဲကသူ၏အရင်ရေးစားဟောင်းရဲ့ဖျားယောင်းမှုတွေကိုယုံကြည်ပြီးခိုးရလိုက်ဖို့စီစွနေပါတယ်ကောင်လေးကတီး၍အခြေအနေတွေကိုတားဖို့ကြိုးစားရင်းလှေကားပေါ်မှလဲကျကခြေတစ်ဖက်ကျိုးသွားခဲ့ရပါတယ်တကယ်တော့သူမရေးစားဟောင်းကသာသူမပိုင်ဆိုင်မှုတွေကိုမမောကသူမကိုအဆုံးသတ်ဖို့ကြံစီခဲ့တာပါအမျိုးသမီးဟာတေအန်ဆဲဆဲအခြေအနေမှာသူမကိုအမြဲကယူစိုက်ခဲ့တဲ့ဒရိုင်ဘာရဲ့သားမျိုးသားကရောက်လာပါတယ်။သူမကိုထိခိုက်စေသူတိုင်းကိုဒုတ်ပြန်ပြီးပြီဖြစ်ကြောင်းသူမအတွက်အရာအလုံးစွန့်လွတ်ပေးခဲ့တာကိုမြင်တွေ့သွားပါတယ်။သူမရဲ့ပိုင်ဆိုင်မှုတွေကိုမတ်မောလို့လက်ထက်ချင်ခဲ့တာမဟုတ်ပဲအစစ်မှန်ချစ်ခဲ့တာကိုသိသွားတဲ့အခါမှာတော့သူမဟာနောက်ဘဝရှိရင်သူ့ကိုအကောင်းဆုံးပြန်ချစ်ပေးပါမယ်လို့ကတိပြုခဲ့ပါတယ်။စစ်မှန်တဲ့ချစ်ချင်းတွေကြောင့်ကံတရားအပြောင်းလဲဖြစ်လာခဲ့ပါတယ်။အံ့ဩစရာကောင်းတာကသူမဟာအမျိုးသားရဲ့ခြေထောက်မကျိုးခင်တရက်အလိုကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။အတိတ်မှာတော့သူမဟာရီးစားဟောင်းနဲ့ခိုးရလိုက်ဖို့စ조사ရင်းအမျိုးသားရဲ့ခြေထောက်ကိုမတော်တဆချိုးမိခဲ့တာပါဒီတစ်ခါမှာတော့သူမဟာရီးစားဟောင်းရဲ့မြောက်ပိတ်မှုတွေကိုညှင်းပယ်ပြီးအမျိုးသားကိုအရင်ထက်ပိုပြီးနွေးနွေးထွေးထွေးဆက်ဆံလာပါတယ်အမျိုးသားကတော့ဒါဟာသူမရဲ့ထွက်ပြေးဖို့ကြံစည်မှုတစ်ခုလို့ထင်နေပြီးထရမာတွေဒေါသထွက်နေသေးပါကောင်လေးကဒီတစ်ခါထွက်ပြေးရင်ခြေထောက်တွေရိုက်ချိုးပစ်မယ်ဟုချင်းချောက်ပါတယ်။သူမဟာမကြောက်တဲ့အပြင်ပိုပြီးနှွေးထွေးပေးခြင်းပေမဲ့ကောင်လေးကလက်မခံပဲရှောင်ထွက်သွားခဲ့ပါတယ်။သူမအိတ်ချိန်မှာလည်းတညလုံးခန်းဝမှာရက်ကစောင့်ပေးနေပါတယ်။သူမဟာလည်းအလွန်ကိုသဘောကျနေခဲ့ပါပြီ။သူမဟာအမျိုးသားအတွက်ကိုယ်တိုင်စံပြုတ်ပြုတ်ပေးတာ။တင်းမာနေတဲ့အမျိုးသားရဲ့စိတ်ကိုချုံ့မော့တာတွေလှုပ်ဆောင်ပေးပြီးသူမရဲ့အမားတွေအတွက်အတိတ်မှာရီးစားဟောင်းအတွက်ပဲအချိန်ပေးခဲ့တဲ့သူမကအခုတော့အမျိုးသားကိုအနာကမခွာအောင်စ조사ချစ်ပေးနေခဲ့ပါပြီ။နောက်ဆုံးမှာတော့အမျိုးသမီးဟာသူမရဲ့စစ်မှန်တဲ့အချစ်တွေကိုတက်သေးပြဖို့အမျိုးသားကိုရဲရဲဝံ့ဝံ့နမ်းလိုက်ပါတယ်။သူမရဲ့နှွေးထွေးတဲ့အပြုတ်မှုတွေကြောင့်ခက်ထန်နေတဲ့အမျိုးသားရဲ့စိတ်တွေအေးပျော်သွားပြီးနှစ်ဦးသားပြန်လည်သိမ့်မြတ်သွားပြီးနားလည်မှုရှိရှိရှေ့ဆက်သွားပါတော့တယ်။အချစ်ဆိုတာကိုယ်ဘေးမှာရှိနေတော့တန်ဖိုးထားတတ်ဖို့လိုအပ်ပါတယ်။ချစ်ချင်းတိုင်းကမစစ်မှန်သလိုအခြားစစ်ဟာကိုယ်စိတ်ကိုအမြဲနူးညံ့စေပါတယ်နော်။